ရိုစီပန်းချန်နေကြိုးဆိုပါတယ်ရိုစီခုပြချင်တာကတော့ရိုစီတို့ channel မှာလက်ရှိပွင့်နေတဲ့ပန်းလေးတွေပြချင်တာပါဒေတာမျိုးမှာချစ်တယ်ဒေတာမျိုးလေးတွေကိုမှစိတ်ချမ်းချမ်းသာသာနဲ့ကြည့်ချင်တဲ့လူတွေအဖူးပွင့်ပါမှလိုချင်တဲ့လူတွေအပင်ကောင်းပင်တန်မှလိုချင်တဲ့လူတွေအတွက်ရိုစီ channel တွေမှာကြိုးဆိုရပါတယ်ရိုစီရဲ့ channel ကတော့တောင်တကုံ59ရက်ကွက်အောက်တဖြားလမ်းပါရှင်ကဲကျမ channel မှာဘာတွေရှိလဲရိုစီပြတော့မယ်နော်ကဲအခုဒါရိုစီကတော့ဒါအခုဒါချက်သွေးအောင်ခက်တာဒါဒီဘက်ကတခင်းပေါ့ဟိုဘက်ခင်းလည်းရှိသေးရနော်ဟိုကတိကျပြန်ထောင်းလိုက်တာကဲဒါတွေကိုဖျားပန်းကတ်မယ်စိုက်လဲဖျားပန်းလည်းကတ်လို့ရတယ်အယိုးရှိရှိနဲ့အမလေးလာမလာနီရဲတောက်နေအောင်ပွင့်တဲ့ပန်းနော်သူ့ကိုအပင်တပင်ကိုလူစီတို့က9000 5ပင်ရင်2000နဲ့လူစီရောင်းပေးနေပါတယ်နောက်တစ်ခုကရခိုင်ငွေပန်းနေတစည်းကိုအနည်းဆုံး9ပွင့်10ပွင့်ပေါ့9ပွင့်ပါပဲပေါ့နော်9ပွင့်6ပွင့်ထည့်ပေးတယ်တစည်းကို9000နဲ့ရောင်းပေးပါတယ်နော်9000နဲ့9ပွင့်6ပွင့်အနည်းဆုံးပေါ့တစ်ခါတည်းကျ9ပွင့်ထိတောင်ပါတယ်ပေါ့နော်အဲ့လိုမျိုး9000နဲ့ရောင်းပေးပါတယ်ပိတ်တာချိန်နဲ့လိုချင်တဲ့လူတွေပိတ်တာချိန်နဲ့လည်းရပါတယ်ရှင့်နော်ကဲနောက်တစ်ခုကတော့မောက်ခမ်းဝါတွေအရန်တွေကိုလှပါတယ်ဒီမှာမောက်ခမ်းဝါတွေတစ်ချမ်းလုံးမောက်ခမ်းဝါတွေကြီးပဲမောက်ခမ်းဝါကတော့တစည်းတစ်ခိုင်ပါအသေးနှစ်ခိုင်ပါပေါ့ပန်းခိုင်ပြောတာနော်ပန်းခိုင်အားတွေကိုတစည်းကို9000တစည်းကို9000နဲ့ရောင်းပေးပါတယ်5စီးရင်2000နဲ့ရောင်းပေးပါတယ်ပိတ်တာဈေးနဲ့ယူမယ်ဆိုလို့ရှိရင်အဖူးပွင့်တီးတက်12ခိုင်73ခိုင်ပါပါတယ်တပိတ်တာကို4000ရောင်းပေးပါတယ်50တာအနည်းဆုံးခွဲပြီးမှယူလို့ရပါတယ်ရှင်50တာခွဲယူမယ်ဆိုလည်းရပါတယ်နော်အရန်တွေကိုလှပါတယ်မောက်ခမ်းဝါတွေကနော်နောက်တစ်ခုချက်တူရွေးတစ်ခွာတွေပလုတ်တော့ချက်တူရွေးတစ်ခွာတွေညဒီမှာအပွင့်နဲ့နော်အဖူးပွင့်ပါတစည်းကို3500 5စီးရင်1000ခွဲဒီမှာကြည့်ဒီမှာလည်းချက်တွေးအောင်ခက်တာတွေလှမလားအမြင်လားလှချက်အိုးဒါကတော့ကိန်းဒီတွေပါကိန်းဒီတစည်းကို8000ပါရှင့်နော်ဒီဘက်မှာမောက်ခမ်းဝါတွေဒီမှာစင်မကတော့တစည်းကို1000ပါရှင့်ဒီလိုပန်းခိုင်ပါတယ်နော်ဒီလိုပန်းခိုင်ပါပါတယ်အပွင့်မပါတဲ့ဟာကတော့တစည်းကို9000ပါရှင့်အပွင့်မပါတဲ့ဟာကတော့နော်မိုးတူစာအပွင့်ပါတစည်းကို9000ပါပိတ်တာနဲ့ယူမယ်ဆိုတပိတ်တာကို1000ခွဲပါရှင့်ဒါတော့ဇလက်တော်ခရမ်းကလည်းအဖူးတွေနဲ့ရပါမယ်အစိတ်သားကို1000ခွဲပါရှင့်ဇလက်တော်ခရမ်းအစိတ်သားကို1000ခွဲပါအခုဒီမှာကတော့ရွှေဘိုးဒီကောင်ကရွှေတဆုပ်တွေရောက်ထားပါတယ်ရွှေတဆုပ်တွေတပိတ်တာကို2000ခွဲရွှေဘိုးဒီတွေတပိတ်တာကို1000ခွဲနော်ဒီမှာရွှေခက်တာတွေလည်းထပ်ရောက်ထားပါတယ်ရှင့်ဒါကတော့ရွှေခက်တာတွေပါဒီရွှေခက်တာတွေကတော့ဒီမှာသူကခြံနေနဲ့လည်းစိုက်လို့ရတယ်ခြံထဲမှာဖျားပန်းခက်နဲ့လည်းစိုက်လို့ရတယ်အလှလည်းစိုက်လို့ရတယ်နေရာဒေသမပြေးစိုက်လို့ရပါတယ်ဒီမှာဒါကတော့7တစည်းပေါ့ဒါ7တစည်းကို2000ခွဲပါရှင်နော်7တစည်းကို2000ခွဲပါနောက်တစ်ခုကဒီပြချင်တာဒီမှာခက်တာပန်းကြားဒီကောင်ပန်းကြားအယောင်စမ်းနော်ဒါကဥ30ယူလို့ရှိရင်3000 5ဥယူရင်9000ဒါပြီးတော့ဥ100ယူလို့ရှိရင်8000လုံးပါရှင်ဒီဟာတွေကလေဒီခက်တာတွေစိုက်ထားတာမပွင့်ဘူးလို့ပြောတဲ့လူတွေအတွက်ကတော့ရိုစီပြောချင်တာဒါလေးကိုဒီဟာလေးကိုညက်ပြီးမှနည်းနည်းဟိုပါပေါ့နောက်ထပ်4လလောက်ဆိုရှင်ဒါတွေညက်ပြစ်လိုက်အရွက်တွေမနှမျောတဲ့အရွက်တွေစိမ့်ဆူဖြစ်နေလို့ညက်မှနှမျောတယ်ဆိုတဲ့လူတွေအဲ့ဒါကြောင့်မပွင့်တာပါအရွက်တွေကိုညက်ပြစ်ပါမောင်ကြီးပတ်လက်လိုပဲသူကအရွက်ညက်ပေးမှသူကအဖူးထွက်တာပါကဲဒီခက်တာကတော့ကျမစီမှာအမှန်ရှိတာကတော့အဖြူလီလီပွင့်အနံ့ရနံ့ပါတဲ့ဟာတအားမွေးတဲ့ဟာပေါ့အဲ့ဒါရှိတယ်အနီရိုးရှိတယ်အနီကဒီချက်သွေးနီနဲ့မတူဘူးနော်ရိုးအနီရှိသေးတယ်နောက်တစ်ခုကခုဒါကတော့အကြားအယောင်ဆန်းတွေပါရှင့်အယောင်ဆန်းတွေပါလူစီပြပေးမယ်နော်အပွင့်နမူနာပြပေးမယ်နော်ပန်းပုံပြပေးပါမယ်ပန်းပုံကဒီပုံပါရှင့်အရန်တွေကိုလှပါတယ်အာမခံပါတယ်နော်ဒါအယောင်သူ့ရဲ့အယောင်ပါရှင့်ဒါကတော့တအုပ်ကို9ဥယူမယ်ဆိုရင်တော့9000ဥ30ယူမယ်ဆိုလို့ရှိရင်3000ပါဥ100ယူရင်8000ပါရှင့်နောက်တစ်ခုကလူစီကိုဘယ်မှာဝယ်ရမလဲမင်းနေကြတယ်ခြံထဲမှာလည်းလာဝယ်လို့ရတယ် page messenger မှာလည်းဝယ်လို့ရတယ်ဒါကတော့ Rosie ရဲ့ page ဖြစ်ပါတယ် page နာမည်ကိုပိုင် page ပါနော်ဒါ Rosie ရဲ့ကိုပိုင် page ပါဒီ page လေးမှာ follow လေး like လေးနှိပ်ထားပေးလိုက်ပါဒါပြင်ဒီ messenger မှာလာပြီးမှရေးလို့လည်းရတယ်နောက်တစ်ခု TikTok messenger မှာလည်းရေးလို့ရတယ် Viber နံပါတ် Viber မှာလည်းရေးလို့ရပါတယ်ရှင်ကဲခြံမှာလာဝယ်မှုဆိုရှင်တော့ပိုတော့ကောင်းတာပေါ့နော်ခြံမှာဆိုလို့ရှိရင်ခြံထဲမှာစိတ်ကြိုက်လာဝယ်လို့ရတယ်နောက်တစ်ခုကတော့ခြံမှာလာဝယ်မယ်ဆိုလို့ရှိရင်ဘာပန်းယူမယ်ဆိုတာတခါလဲပြောစာရွက်ကလေးနဲ့မှတ်ခဲ့နော်ဘာလို့လဲဆိုတော့ခြံရောက်တဲ့ခါကျရင်လေဘာပင်တွေရွရမလဲမသိဘူးပန်းတွေကတအားများလုံးလို့
ဘာပင်ယူရမလဲမသိဘူးပန်းတွေကတအားများလုံးဆိုမှလဲ့ပြန်သွားတဲ့လူတွေအများကြီးရှိပါတယ်အပွင့်မမြင်ရတော့လို့နားမလဲတော့ဘူးဆိုတဲ့လူတွေကလည်းအများကြီးရှိပါတယ်ဒါကြောင့်မို့ Rosie ရဲ့ဒီ page လေးမှာဝင်ကြည့်ပြီးမှပန်းပုံနဲ့အပင်ပုံတွေလည်းတွဲပြီးမှတင်ထားပါတယ်နောက်တစ်ခု like တွေလည်းလွှင့်ထားပါတယ်နော်အဲ့ထဲမှာလည်းဝင်ကြည့်ပြီးတော့စိတ်ကြိုက်ဝယ်လို့ရပါတယ် screenshot လေးတွေကြည့်ပြီးမှရိုက်ထားပြီးမှလည်းဝယ်လို့ရပါတယ်လာဝယ်လို့ရပါတယ်ကဲခြံကတောင်တကုံ59ရက်ကွက်အုတ်တဖျားလမ်းပါရှင့်ခြံကိုလာမယ်ဆိုလို့ရှိရင်လိုင်းကားနံပါတ်ကတော့130 112 103ကားတွေစီးလို့ရပါတယ်အဲ့ဒါကတော့ Rosie မှာရောက်တဲ့ကားနံပါတ်ဒီပေါ့နော်နောက်ပြီးတော့56မှတ်တိုင်မှာဆင်းမယ်56မှတ်တိုင်ရောက်တဲ့ခါကျရင်စိုက်တွဲဓမ္မတွေ59ဓမ္မယုံဘလို့သွားရလဲလို့မေးလိုက်ပါအကုန်လုံးသိပါတယ်အဲ့59ဓမ္မယုံရောက်လို့ရှိရင် Rosie စီကိုရောက်ပါပြီရှင်နယ်ဝေးတွေကတော့ Rosie ကကားဂိတ်ပို့ခ3000ယူပါတယ်အောင်မင်္ဂလာနေပို့ရမယ်ဆိုရင်လိုင်တာကနေပို့ရမယ်ဆိုရင်9000ယူပါတယ်တန်စာခခုပါကိုရှင်းရပါတယ်ရှင်ဟုတ်ပြီနော်နောက်ပြီးတော့နယ်ဝေးသမားတွေဆိုလို့ရှိရင်တော့ဟိုကားတရရောက်တဲ့နေရာဆိုအကုန်ပို့ပေးပါတယ်နော်ကျေးဇူးတင်ပါတယ်ရှင့်ကဲလိုချင်တာလေးရှိလို့ရှိရင်ပန်းပုံလေးပြပေးပါတော့မပြောပါနဲ့ဒီဗီဒီယိုဖိုင်လေးတွေမှာကြည့်မှတာဝယ်ပေးပါနော်နောက်တစ်ခုက date ကလေးတစ်ခါထည့်ပြောမယ်9လပိုင်း15ရက်နေ့ date ဖြစ်ပါတယ်ဟို date အဝေးကြီးတွေကိုကြည့်ပြီးမှတော့မမာကြပါနဲ့နော်ထည့်ပြောတာနော်တပတ်အတွင်းနှစ်ပတ်အတွင်းတင်ထားတဲ့ဟာလေးတွေဆိုရပါတယ်ရှင့်ဒါတွေကတော့ဒန်တိုတွေပါဒန်တိုတွေကတော့10ပင်ဝယ်မယ်ဆို10ရောင်ထည့်ပေးပါတယ်နော်10ပင်10ရောင်ထည့်ပေးပါတယ်စိတ်ကြိုက်မာယူအားပေးလို့ရပါတယ်ရှင်ဟုတ်ပြီနော်ကျေးဇူးတင်ပါတယ်ဗီဒီယိုဖိုင်လေးလည်း sharing လုပ်ပေးကြပါအောင်ရှင်ဒါလေးအကျိုးထောင်းလေးဒါလေးကကစွန်းဒါလေးကခရမ်းဒါလေးကမိတ်ကပ်ဒါလေးကအဖြူစွတ်စွတ်ဒါလေးကပန်းစီမှာပန်းစီလေးကလာလိုက်တာဒါလေးကပန်းနုကျေးဇူးတင်ပါတယ်ရှင်တစ်ပင်တွေကစိုက်မယ်ဆိုလို့ရှိရင်ပိတ်တာဈေးနဲ့ဝယ်ကြပါအစည်းနဲ့မဝယ်ကြပါနဲ့ဈေးလည်းတက်တာတယ်ပူလည်းတန်ပါတယ်ရှင်အစိတ်သားကနေအနည်းဆုံးစရောင်းပေးပါတယ်နော်ပိတ်တာဈေးလို့ပြောလိုက်လို့ရှိရင်သူကတပိတ်တာဝယ်မလားဆိုတာဖြစ်နေလို့မဟုတ်ပါဘူးအစိတ်သားကနေစပြီးရောင်းပေးတာပါရှင်